ဒီတော့ကောင်းရှိမယ်ဒါစမ်းကြောင်းဘရာဘောတက်မယ်မာကြီးတော့ကောဟိုအောက်မှာဒါဒီတော့ကောင်းနေစီးတော့နော်ဒါကမှန်တကယ်ဒါကတဘာဝတရားမဟုတ်နော်လူတွေဖန်ဆင်းလာတာတကယ်တဘာဝတရားနှစ်တည်ကြလာတဲ့လတွေကြလာတာကြာလာတဲ့ခါကျတော့ဒါတဘာဝလို့ဖြစ်သွားတာပေါ့နော်လေးကြတာလေးရဒီရန်တော့ကြောက်လို့နော်နေရောက်တော့မတွေ့ရဘူးဒီကနေ့ဒီမှာဆိုလို့ရှိရင်အရေးဝါတာဘလောက်ကောင်းတာလဲနော်ဒီစမ်းကြောင်းလေးကိုအောက်သွားစမ်းကြောင်းပြောင်းသွားတယ်ပုံမှာဒီငွေတွေနော်ဘာဝခံနေရတယ်အများစိတ်ဆိုးနေတယ်နော်ကျွန်တော်တို့ကဒါပကူကြီးကနေယူလို့ရတယ်ဟိုအိမ်ချံဝဲနေမှာလည်းဒီလိုမျိုးဖန်တီးကြလို့ရတယ်နော်နေရာကတော့တိတ်မကြည့်ဘူးနေရာကတော့တိတ်မကြည့်ဘူးကျွန်တော်တို့အဓိကဖန်တီးနိုင်တယ်ကိုဘယ်လောက်ဒီဖန်တီးနိုင်မလဲဆိုတော့နော်အပေါ်မှာတစ်ပင်ဆိုင်ထားတဲ့ပုံနော်တောက်တုံးကြီးပြရရတယ်ဒီကဘာဝဆန်းဆန်းနေတောက်တုံးကြီးပြရရတယ်ဒီမှာဓာတ်ပုံတွေရိုင်းနေတယ်ဟိုမှာဆိုရင်အတွဲတွေပေါ့အတွဲနေတော့ဒီကနေ့နော်ဘာဝတောက်တော့ဒီပြောရိုက်တာဒီကြောင့်လည်းဒါဖျားပေါ်တက်လာပြီနော်ဘယ်လောက်သိချမ်းလဲနော်ကျွန်တော်တို့ဒါအတူယူဖို့ကောင်းပါတယ်နော်ဒီအောက်မှာဆိုင်ကလမ်းနေရှိတယ်နော်ကားလမ်းနေရှိတယ်ဒါတွေကကျွန်တော်တို့ဖျားဘူးလာတယ်ဆိုပေမဲ့ဒီထဲမှာဘခုတိတရပြရတယ်အများကြီးရှိတယ်ပေါ့နော်ကျွန်တော်တို့ဒါပိဋကပညာရှင်များအနေနဲ့ဒါတို့နိုင်ငံမှာဒါဒီသွားမျက်စိကြောက်အောင်ဒါဖန်ဆင်းရတဲ့အရာတွေပဲဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုတောတောင်တန်းတွေအများကြီးရှိတယ်သဘာဝရှုခင်းတွေအများကြီးရှိတယ်ဒီလိုကိုယ့်ရဲ့အမှုပညာတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်ဒါဒီတော့လုပ်ငန်းဟုတ်ထောက်ကူဖြစ်မယ်လို့ကျွန်တော်ရဲ့တကူဒီတကာရဲ့အတွေးခေါ်တကူနဲ့ညှို့တည်ခြင်းမှာဖြစ်ပါတယ်ဒီတော့မှကြည့်မယ်ခုံလေးတွေချလာတာလေဒီစတငယ်ချင်း5ယောက်လောက်နဲ့ထိုင်လိုက်မယ်မပကက်စီလို့လည်းရတယ်ဟိုးကက်စီလို့လည်းရတယ်နော်တန်းစီမယ်
ရန်ကုန်နဲ့ကိုစိတ်ချမ်းသာဖို့ကောင်းပါလေနော်အားလုံးပဲကဲဒီမှာကျွန်တော်တို့တစ်ဖြတ်ဖြတ်မယ်ပေါ့နော်ဖြတ်လိုက်မယ်